မောင်ရင်ရတနာကိုချစ်တော်ချစ်တယ်မလား ဒါပေမဲ့ ကိုကရတနာမှာကိုဝင်ရှိနေတယ်လို့ပြောလိုက်နောက်စိတ်ဆန်းလာလို့ပြောလိုက်ဆိုတော့မောင်ရင်အနေနဲ့ဇဝေဇဝါဖြစ်ပြီးဆုံးဖြတ်ရခက်နေရမလားကိုလည်းဇဝေဇဝါဖြစ်ပြီးဆုံးဖြတ်ရခက်နေကိုအမေရဲ့ဆန္ဒအရနောက်ဆုံးရေးခဲ့တဲ့စာထဲမှာရတနာနဲ့ကိုနဲ့လက်ထပ်ရမယ်လို့ရေးထားခဲ့တာရတနာကိုလက်မထပ်ခြင်းလို့ပဲကိုဝင်ရှိနေတယ်လို့ပြောတာလားတကယ်ပဲကိုဝင်ရှိနေရလားဆိုတာကိုလည်းဝေခွဲရခက်နေမောင်ရင်လည်းသိတဲ့အတိုင်းပဲကို့မှာများတာလီရှိရလေရတနာမှာကိုဝင်ရှိမရှိကို့အမေရဲ့နောက်ဆုံးဆန္ဒအရရတနာကိုကိုလက်ထပ်လိုက်မယ်ဆိုရင်ကိုနဲ့များတာလီကဝေးပြီမောင်ရင်လည်းရတနာကိုချစ်လျက်နဲ့ဆုံးရှုံးရမှာနော် ကိုရှင်တော့ဆုံးရှုံးမခံတော့အထွေကိုရှင်တော့ရအောင်ယူမယ် မောင်ရင်အနေနဲ့ရတနာကိုလက်လွတ်အဆုံးရှုံးမခံနိုင်လို့လက်ထပ်ယူမယ်ဆိုရင်လေစိုးဆုံးချိန်နေထိစဉ်းစားထားပါတကယ်ကိုတီးခံခွင့်လွတ်နားလဲပေးနိုင်မှာယူပါနော် ကိုမိဘနဲ့တိုင်ပင်ပြီးတော့အထွေကိုတစ်ချက်ပြန်ပြောပြပါမယ် ကောင်းပြီလေအပင်တပင်မှာခါတဲ့အမြစ်တွေရှိပေမဲ့ချို့တဲ့အသီးလည်းတီးပါတယ်ခါတဲ့အရာတာကိုမမြည်စမ်းမှုတဲ့သူဟာအချို့အကြောင်းကိုတော့မသိနိုင်ဘူးလေ ဟောတာလာတာတယ်မင်းလေးပြိပတ်ပြင်ထားတယ် ဟုတ်ကဲ့မေဟုတ်ဖေရောစားပြီလား စားပြီးပြီတာရဲ့စားပြီးလို့ပြပြနဲ့မမေကလက်ဖေးတောင်တောက်တယ်တာဟိုလက်ဖေးပြင်မမေဘာထပ်ပြီးစီစဉ်ပေးအောင် ရပါလားမေရဲ့ဒါကလေးဖို့တော့ပါဘူးသူကြီးဖြစ်နေပါပြီမေရဲ့ ဟုတ်ပါပြီရှင်ဟုတ်ပါပြီမမေတာလေးကကလေးမဟုတ်တော့ဘူးဆိုတော့ဧကန်နာဖေးရီ ဟေး တာမှချစ်သူကြီးစားရှိနေပြီနဲ့တူတယ် ရှိနေလဲမင်းသားကြည်ရင်တော့ပေးသားလိုက်ပေါ့ကွာ ဟုတ်တယ်ကျမလည်းမီးချစ်ချင်နေတာတော့ ဖေနဲ့မေကတာပြောချင်တဲ့စကားကိုကြိုသိနေလားပဲဟုတ်တယ်မေတာမိမရောမလို့ အမလေးမင်္ဂလာစကားပါပဲတော့စောစီစီကိုမင်္ဂလာစကားကြားလိုက်ရတာ ဟေး တာချစ်သူကဘာတူလဲဘာတူရဲ့သမီးလေးလဲမမေတို့လိုက်တောင်းပေးရတော့မလား တာလက်တဲ့ချင်တဲ့မိန်းကလေးကရနာဆိုင်မိသားစုဝင်ဝိလုံဦးတက်မောင်ထုံးတဲ့တမီးရနာနဲ့မေ ဟာအဲ့ဒီကလေးမလေးကခေါ်ရတက်နေတာမဟုတ်လားမစိုးပါဘူးတာရဲ့ပညာတတ်လေးပဲ ဟာငါတဲ့တကယ်ကျေးဇူးရှင်မိတ်ဆွေကြီးကိုချောင်းထွန်းရဲ့မြင်းပါလေလားဟာဖေဖေတော်တူပါတယ်သားရဲ့သဘောတူပါတယ် တခုရောက်ရှိတယ်ပြင်းနဲ့မေနားနဲ့မနာခွာနဲ့နာပါဟိုလေသူ့ဘာကိုရှိနေတယ် ဟာဘလို့သူ့မှာကိုယ်ဝင်ရှိနေတယ်ဟုတ်လား ဟာမရှိရင်ကတော့တခါတည်းမြေးတန်းချီရတော့မှာပဲငါသားကတော့တကယ်ကိုဖေးသူ ကိုဆိုင်အောင်ရှင်းမလို့ဖြစ်နေတယ် ကျန်တဲ့ချစ်သူကကိုယ်ကိစ္စကိုတောင်းရင်ဝဲရှောင်ပြေးသွားလို့ ဘလို့ဘာပြောတယ်အမလေးတော့သူ့ချစ်သူကတော့တောင်အောင်မျိုးပဲရှောင်ပြေးသွားတာမင်းကတောင်အောင်ယူမလို့ဖះဘလို့များစိတ်ပူးလိုက်တာလဲသားရဲ့ ရန်ကဘဘကြီးဒေါက်ခင်မျိုးမြင့်ဆုံးနေတာရန်နာကွန်ကိစ္စကိုတည်ပြီးအထွေးနဲ့ရန်နာကိုလက်ထပ်ပေးဖို့စာရေးထားခဲ့တယ် အဲ့ဒါဆိုလေသူကလည်းသူပြီးနေတဲ့ကိစ္စကိုမင်းကတော့ဂျားဝင်ခန်းလာအောင်ပါလေ အထွေးမှာရေးထားတဲ့နတ်တာတွေရှိရဲ့လေနတ်တာတွေနဲ့အထွေးဆိုတာလေဟိုးရင်တုံးတွေကတန်အောင်စင်တွေရှိကြတာဆိုတားလေးရန်နာကိုအရန်ချစ်တယ်ရန်နာကိုပဲလက်ထပ်ချင်တယ်အမေ အေးအဲ့ဒါဆိုရင်တော့ငါသားချစ်တာမြက်ကန်းကြီးချစ်တာမို့မင်းကိုရီသိသိကြီးနဲ့ချစ်တာအဲ့ဒီတော့သားကသူ့ကိုတကယ်ချစ်ခင်မြန်လို့ပြီးခွင့်လွတ်နိုင်လားသေချာစဉ်းစားဖေဖေကတော့ဖေဖေအသက်တကယ်ကျေးဇူးရှင်ကိုကျော်ထွန်းရဲ့မျိုးရိုးကုန်စိတ်ကအတွက်သားနဲ့လက်ထပ်ပြီးတော့သူ့မိမလေးအရှက်ကိုကာကွယ်ကျေးဇူးစားရတယ်လို့ပဲသဘောထားတယ်
အလို့တော့ကျမသားလေးကိုပန်းကောင်းညွှန်ဖြစ်မခံနိုင်ပါဘူးမယူပါဘူးတာမေမေလုံးဝသဘောမတူဘူး မေ